ဒီနေ့တော့အိမ်မှာပဲဆိုင်ရတာမျိုးရနိုင်တဲ့ဝက်နံရိုးလေးချက်စားကြရအောင်ဒီနည်းနဲ့ဆိုရင်ဝက်နံရိုးကအရန်ကိုနူးနူးအီအီလေးဖြစ်နေမှာမို့လို့ခုပဲလုပ်ကြည့်လိုက်ရအောင်အရင်ဆုံးဝက်နံရိုးတွေကိုမုံညက် flour အနည်းငယ်နဲ့နေပြီးဆေးကြောပေးပါဒီနည်းကအညစ်အကြေးတွေကိုပိုတန့်စင်စေတဲ့ရေးဆေးပြီးရင်တော့တခါတည်းရေနွေးအိုးထဲထည့်ပြီးပြုတ်ပါမယ်အပေါ်ကတက်လာတဲ့အမြုပ်တွေကိုလည်းခတ်ထုတ်ပေးဖို့မမေ့ပါနဲ့နော်စီအိုးပူလာရင်ပြုတ်ထားတဲ့ဝက်နံရိုးတွေကိုထည့်ပြီးအယောင်လေးရွှေညိုရောင်တန်းလှတဲ့အထိကြော်ပေးပါအဲ့ဒီနောက်စက်သွန်မိတ်ဂျင်းငရုတ်တီးချောက်တို့နဲ့အတူမွေးလာအောင်ကြော်လိုက်မယ်အရသာအတွက်တော့အစင်တင်းဆက်ထားတဲ့ဝက်နံရိုးအနှစ် brace sauce ထည့်လိုက်ပါမယ်အဲ့ဒါမှအချိန်ကုန်တက်တာပြီးအရသာကလည်းတူနေမှာနောက်ပြီးရေနွေးအိုးကနေရေနွေးပူပူလေးကိုထည့်ပေးပါမှတ်ချက်ရေအေးထည့်ရင်အသားကကြက်သားတွေကျုံသွားပြီးမနူးတော့ဘူးနော်အခုဆိုရင်ကြက်ဥပြုတ်ငါးလုံးနဲ့တိုးဟူးကြော်လေးတွေထည့်ပြီးအဖုံးအုပ်ကမိနစ်30လောက်တီးပေးလိုက်ပါမယ်မိနစ်30ကြာရင်တော့အရေလေးတွေခမ်းပြီးအရသာကဝက်နံရိုးထဲထိစိတ်ဝင်သွားပါပြီအဲ့ဒီတော့မှအဖုံးဖွင့်ပြီးအရေလေးနည်းနည်းခမ်းသွားအောင်မီးပြင်းပြင်းနဲ့ခဏလေးကြော်ပေးမယ်ဒါဆိုရင်တော့စားလို့ကောင်းတဲ့ဝက်နံရိုးလေးရပါပြီကြည့်လိုက်တာနဲ့တင်တရေကြစရာကောင်းနေပြီမဟုတ်လားအိမ်မှာပဲလှူစားကြည့်ဖို့တိုက်တွန်းလိုက်ပါရစေနောက်ထပ်ဘာဟင်းရာလေးတွေတင်ပေးရမလဲဆိုတာ comment မှာပြောခဲ့ပေးဦးနော်